ကိုရီဆိုကြီးမအဲ့ဒါတွေတီးရလေနော်ခုဆိုသူတို့ငငယ်ကလေးကတီးရဆိုတော့ချိုးနေရတယ်ကျိုးနဲ့ပြန်လိုက်ပြရတယ်ပါရှိတော့ဟုတ်ရွေးချယ်မှုမှန်တယ်လို့ပြောရမှထင်တယ်ပေါ့နော်တော့ကိုရီးယားကိုခွန်တော်လို့ခေါ်ပါတယ်ဟုတ်အမတို့ဟိုကနိုင်ခင်ကြီးလို့ခေါ်ပါတယ် So this is smile on you wanna hold it. And what you can do on your own. ရှာရင်းနဲ့နည်းနည်းပါယဉ်ကျေးမှုရှိအောင်ပေါ့ပြီးတော့ဒီကြောင်ပတ်ဝန်းကျင်လည်းယဉ်ကျေးမှုအောင်ရှိအောင်ပေါ့သူတို့ခေါ်လာပြီးဒီမှာပေးစော့ရပေါ့အကြောင်းကအပြင်စင်တွေ location တွေအဆင်ပြေတယ်ဒီမှာစာအုပ်ကြီးခါပြန်ပြုတယ်လေတော့ကစားတဲ့ရမ်းချူပေါ့နော်ဆိုတော့ဒီကျောင်းနဲ့ဒီလိုကပို့ပြန်သွားတဲ့ဆရာမတွေပုံစံနဲ့မပတ်တော့ဘူးကြည့်ထားပြီးတော့ပတ်တော့ပါမယ်ဟုတ်စားသူတက်ကြောင်းလဲတွေ့ရတယ်တွေ့လာတဲ့စပလုံးတွေဒီဟိုဒီစမ်းနေပြောလာတယ်ဆရာတင်ရတယ်နော်သူတိုးတက်လာပိုတီးတာတယ်ပေါ့နော်ခလိုင်းဆိုတော့အရင်အများကြီးလည်းတိတ်မပြောတတ်ဘူးပြီးတော့မှသူကတခုခုဆိုရင်ဆက်စုလာတယ်ပေါ့အဲ့လိုသူကတိရှင်စိတ်တွေအမြင်များလာတယ်ဥမာသူနည်းနည်းအသစ်ဆန်းဆိုရင်သူတိရှင်နဲ့ဒါပါလဲပေါ့နော်ဘယ်လိုလဲဒါဘယ်လိုခေါ်လဲပေါ့အဲ့လိုမျိုးတွေပေါ့အဲ့မျိုးဒီပြီးတော့ဒီမှာသူအိမ်မှာဆိုလဲခါတိုင်းဆိုသူမတီးတဲ့ຢာဆိုသူကျောင်းမှာတင်ခဲရဆိုသူပြန်ပြီးပြောပြတာရှိရပေါ့ပြီးတော့တီရှယ်နဲ့လည်းသူကယဉ်နီးလာတယ်ပြီးတော့မှသူဒီတင်ကြားရေးလည်းစိတ်ဝင်စားလာတယ်ပေါ့သူခုဆိုတော့နည်းနည်းငြိမ်လာပြီပေါ့ဆရာမစာတင်တာလည်းပို့ပြီးတော့မှအာယုံဆိုင်နိုင်ပြီပေါ့ဟုတ်လိုက်လို့တယ်ပေါ့ဟိုဒီပိုင်းကတော့ကြည့်ထားမိတယ်ဒုတိယဝတ္ထုအသစ်ဆန်းနေပြီးလာတယ်ပြီးတော့ဒီဆက်စုပြီးတော့မေးရတာလည်းရှိနေပြရတာပြီးတော့ဒီတီးတဲ့ဟာကိုပြောလာတော့ဒီထားပြီးတဲ့ဟာခဏတော့တည်တဲ့ဟာလည်းပြောင်းဖြစ်တယ်ဟုတ်ကဲ့ဒီနေ့ကလည်းထားပြီးတယ်ဟုတ်။ဒါဆိုအတန်မျိုးဖြစ်အကောင်လေးအတန်မျိုးဖြစ်သူလိုက်လို့တက်လာတယ်ပေါ့နော်။ဥမာတော့ဥမာကြားဆိုဘယ်လိုဟောင်းလဲသူအတန်လေးအဲ့လိုပေါ့။ပြီးတော့သူကအဲ့လိုမြက်ဆိုလဲဘယ်လိုမျိုးအတန်လေးတွေပေါ့အဲ့လိုမျိုးဆိုသူပြန်ပြောတက်တယ်ပေါ့အဲ့လိုမျိုးဒီရှာရဲ့တင်ကြားနီးမက်သက်ကိုကြိုက်တယ်။ပြီးတော့ဒီသူကတင်ကြားနီးတစ်ခုနဲ့တစ်ခုဟိုပါပေါ့နော်အရင်ပြင်းစားလည်းမကောင်းပေါ့ကလေးတော့လည်းစိတ်ဝင်စားစရာကောင်းတယ်ပြီးတော့ fake cut တွေနဲ့ပြတာတွေရောပြီးတော့မှတချင်းတွေရောအဲဆိုလဲသူခုဆိုရင်အိမ်မှာဆိုလဲတချင်းတွေလည်းလိုက်ဆိုတယ်ဟောလို့ပြီးသူကငကိုကလေးကနည်းတက်ကြွတဲ့ကလေးဆိုတော့လေပို့ပြီးတက်ကြွအဲ့ဒါအားရတယ်ပေါ့ဒီဆရာတင်တဲ့ပုံကတော့အကုန်လုံးကတော့ကောင်းတယ်ပေါ့နော်ဒီခုဒီ activity ကစိတ်ဝင်စားစရာကောင်းဒီမကြည့်ရအောင်တော့ဟိုအာယုံမတွေ့ရအောင်တော့ဆွဲလိုက်ပါတော့ဟိုအလုံးလုံးကောင်းတယ်တော့တယ်ဒီပဲ program ဒီလေးတွေဟုတ်ကောင်းဆုံးလဲတော့ဟိုပါပဲလေးတွေဟိုစားပြောပါတဲ့ဒီနဲ့စော့တဲ့ပုံစံမျိုးချဟိုအကုန်လုံးပဲလေကဘာအခုဒီ update ဖြစ်နေတဲ့ဟာညာစားဒီ technology concept တွေတော့စားပါတော့ဒီ program ဖြစ်တဲ့ဟာတွေငယ်လေးဒီလာဒီပုံစံ history ရောအကောင်လုံးဆိုတော့ဒီကလေးတွေကဒီဥမာဆိုကိုရီဆိုကြီးမအဲ့ဒါတွေတီးရလေနော်ခုဆိုသူတို့ငငယ်ကလေးကတီးရဆိုတော့ချိုးနေရတယ်ကျိုးနဲ့ပြန်လိုက်ပြရတယ်ပါရှိတော့To go right where everything feels just right.